နင်္ဂနွေသားသမီးတွေအတွက်တပတ်စာတဲတော့ကကြမှာကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါတနင်္ဂနွေသားသမီးတွေယခုချိန်ယခုကာလမှာတော့လက်ခမောင်းသာခတ်ပြီတော့ဗျရည်ရွယ်ထားတဲ့လုပ်တွေရဲတင်းတင်းလုပ်အင်တိုင်အားတိုင်လုပ်လောကကိုကြွေးကြော်ပြီးတော့လုပ်ဗျကန်စရာကိုတပံပြန်ပြီးတော့မျက်နှာသာပေးတဲ့အချိန်ကိုရှောက်လို့နေပြီဗျဘုရားပစီနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ငွေရပြီဆိုတာနဲ့ရွှေလုပ်ထားခန္ဓာကိုယ်မှာရွှေဝတ်ထားရင်တပတ်လုံးကန်ကောင်းမယ်ဗျမိတ်ဆွေပေါင်းတဲ့ကတာထတရဏနာမည်ပါတဲ့သူတွေကိုယ်ကိုကောင်းကျိုးပြီး၎င်းတို့နဲ့ပူးတွဲပေါင်းဆက်ပြီးလုပ်တဲ့လုပ်တွေစင်ပြပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်တတိထားမဲ့နေ့နဲ့ဒီခါလေးမှားလိုက်ပါမယ်အဲ့ဒါကတာဟနာမည်ပါတဲ့သူတွေတတိထား၎င်းနေ့နဲ့နေရာကိုယ့်ဘက်မှာမကောင်းပြောဆိုခြင်းမကောင်းကြံစီခြင်းတွေပြုလုပ်ဆောင်ရွက်ပါလိမ့်မယ်ရန်နဲ့နောက်ချက်နဲ့ပတ်သက်ပြီးတော့ဒီချိန်ဒီကာလမှာရှင်းရန်လင်းနေတာကိုတွေ့ရပါတယ်ဗျခြေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စသုံးပွင့်စာဖြည့်ရှင်းစရာကိစ္စတွေပေါ်လာတဲ့အချိန်ကျမကြီးနဲ့ပတ်သက်တဲ့ကိစ္စခြေထောက်အောက်ပိုင်းနဲ့ပတ်သက်တဲ့ယောဂကျွတ်တက်တာတို့ခြေထောက်ထိခိုက်တရားရတာတို့ခြေထောက်နာတာတို့ဒါမျိုးတွေဖြစ်တတ်ပါတယ်ဗျဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေဒိဋ္ဌံပတိတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ဘဂဝါအောင်ပြီဆိုပြီးတော့တနေ့ကိုပတိ9ဘတ်စိတ်ကမှာဖြစ်ပါတယ်ဗန္တရားအကောင်းဘက်ကိုဥတီရွေလျားနေတာ80ရာခိုင်နှုန်းရှိပါစိုးမိုးကနေကတော့6ကနေ9ကနေပဲဖြစ်ပါတယ်ဗျဉာဏ်ရှိတယ်လို့အသုံးချပါတပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အပြာနုတို့အဝါနုတို့ပါတော့ဝိစားတွေကိုဝစ်စင်ခြင်းအဖြစ်ကိုယ့်ဘက်ကနေကန်တာစီးရမယ်ကန်ခွန်လန်ကောင်းရကိုပြောတဲ့စကားတွေအောင်မယ်တစ်ဖက်လူကိုယ့်ဘက်ပါလာမှာပဲဖြစ်ပါတဲတော့ရတာတခုကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့တောက်တော်ရေတန်ဘူးရှစ်ဘူးအမွှေးတိုင်ရှစ်တိုင်ဖျောင်းတိုင်ရှစ်တိုင်မြတ်စွာဘုရားကိုကတ်လူပူဇော်လှူဒန်းပါဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကန်စာတာညက်ခိုက်ကြီးပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရှောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျဒလင်းလာသားသမီးတွေအတွက်တပတ်စာတဲတော့ကကြမှာကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါဒလင်းလာသားသမီးတွေယခုချိန်ယခုကာလမှာတော့ငွေကြီးမားမြုပ်နေတဲ့ကိစ္စအရေးကြီးတဲ့စာချုပ်စာတမ်းမှာလက်မှတ်ရေးထိုးရမယ့်ကိစ္စတွေဆိုရင်တော့အချိန်ကာလနောက်ကို3ရက်ဆုတ်ထားရမှာဖြစ်ပါတယ်ဗျကိုတူတဲ့တယောက်တည်းတစွတ်ထိုးဆုံးဖြတ်ချက်တွေကိုတော့မလုပ်သင့်သေးပါဘူးဗျဘုရားပစီနဲ့ပတ်သက်တဲ့ကိစ္စအထူးသဖြင့်ရွှေဝင်ခြင်းရွှေထွက်ခြင်းဆိုတာဖြစ်တဲ့ integration ဘာနေပြုပြင်ပြင်ဆင်မိုးမှန်ရခြင်းအိတ်ခမ်းပြုပြင်မိုးမှန်ရခြင်းတွေကြောရတဲ့အချိန်ဖြစ်ပါတယ်ဟုတ်လက်မိတ်ဆွေပေါင်းတဲ့ကကခဂဂန်ကနာမည်ပါတဲ့သူတွေကိုကောင်းကျိုးပေးတယ်၎င်းတို့နဲ့ပူးတွဲပေါင်းဆက်တဲ့လုပ်တွေအောင်မြင်ပဲဖြစ်ထွန်းမယ်တတိထားမဲ့နေ့နဲ့နေရာတော့ရှာလာဝပါတဲ့သူတွေတတိထားရှောင်ကျင်ရမယ်၎င်းနေ့နဲ့နေရာကိုယ့်ဘောမှာမကောင်းပြောဆိုခြင်းမကောင်းကြံစီခြင်းတွေပြုလုပ်ဆောင်ရွက်ပါလိမ့်မယ်သာသမီနဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးရှိတယ်အောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စနာမည်ကုန်သတင်းရမယ်အဟောင်းတွေထွက်ပြီးအစ်စ်တွေရှောက်ရန်နဲ့နောက်ဆက်နဲ့ပတ်သက်ပြီးရန်ရှိလားလို့မေးရှိတယ်ကိုယ့်ရဲ့အောင်မြင်မှုကိုယ့်ရဲ့တိုးတက်မှုမနာလို့တိုက်ခိုက်နှောက်ယှက်တဲ့သူတပုတ်လေးတွင်ပြောတဲ့သူ3ယောက်ရှိပါတယ်ဗျကျေးနောက်ရင်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့အိမ်တော်ဘက်တွေကခရီးလွန်နေတာလို့ခရီးထွက်နေတာလို့ကြုံရတဲ့အချိန်ဖြစ်ပါကျမ်းမာရေးနဲ့ပတ်သက်တဲ့ကိစ္စဒူးနာဒူးကိုက်လေးတွေဖြစ်တတ်ပါတယ်နှလုံးနဲ့ပတ်သက်တဲ့ယောဂလေးတွေခံစားတတ်ပါဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပတိတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ဝိဇာစာယနာတမ္မန်တော့အောင်ပြီဆိုတနေ့ကိုပတိ3ဘတ်စိတ်ကမှာဖြစ်ပါတယ်မိမိရဲ့ကံတရားအကောင်းဘက်ကိုဥတီပြောင်းလဲနေတာ85ရာခိုင်နှုန်းရှိပါလက်လာဘာနဲ့ပတ်သက်တဲ့ကိစ္စစိုးမိုးကနန်းကတော့9ကနန်း1ကနန်းဖြစ်ပါတယ်ဉာဏ်ရှိတယ်လို့သုံးချပါတပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အပြာရောင်ပါသောဝတ်စားတွေများဝတ်ဆင်ခြင်းအပြင်ကန်တာစီးရမယ်ကန်ခွင်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တစ်ဖက်လူကိုပဲပါလာမှာပဲဖြစ်ပါကန်ဒီပိုကောင်းဖို့အတွက်တားတော့ရတဲ့တခုကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ကျွေပကံများတစ်ချက်တည်းမှာတခွားတီ6လုံးထည့်ပါဖျောင်းတိုင်6တိုင်ဆိုင်အမွှေးတိုင်6တိုင်ဆိုင်မြတ်စွာဘုရားကိုကတ်လူပူဇော်လှူဒန်းပါဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကန်စာတာအညံ့ခိုက်တွေပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရှောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျအင်္ဂါသားသမီးတွေအတွက်တပတ်စာတဲတော့ကကျွန်တော်ဖတ်ကြားပြဆိုပေးမှာဖြစ်ပါအင်္ဂါသားသမီးတွေဒီချိန်ဒီကာလမှာတော့ကိုယ့်ရဲ့လုတ်ပိုင်ခွင့်တွေကိုတစုံတစ်ယောက်ကနေတော့တားစီတာနှောက်ယှက်တာဟန့်တားတာလုတ်ခွင့်မပေးတာချုပ်ကင်တာတွေကြုံရတဲ့အချိန်ဖြစ်ပါဘုရားပစီနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့ငွေကြီးမားနှစ်ကြိမ်ဝင်မှုရှိပါတယ်ဝ
ဝင်ရုံဝင်စင်ဝင်မျိုးမဟုတ်ဘူးထီပေါက်ကဲ့သို့အငွေရကဲ့သို့ဝင်ပါလိမ့်မယ်တန်ဖိုးကြီးတယ်ကြောက်တည်တယ်ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတယ်မိတ်ဆွေပေါင်းတဲ့ကကခကကံကနာမည်ပါတဲ့သူတွေကိုကောင်းကျိုးပေးတယ်၎င်းတို့နဲ့ပူးတွဲပေါင်းဆက်တဲ့လုပ်တွေစင်ပြပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်တတိထားမဲ့နေ့နဲ့ဒီတစ်ခါလေးမှာလိုက်ပါမယ်အာအီဥအေဩအောင်တို့အေးတို့ဤတို့ပါတဲ့သူတွေတတိထားရှောင်ကြရမှာဖြစ်ပါတယ်သားသမီးနဲ့ပတ်သက်တဲ့ကိစ္စနာမည်ကုန်သတင်းရမယ်အောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စအဝင်ထွက်ဖြစ်တတ်ပါတယ်ဗျရန်နဲ့နောက်ချက်နဲ့ပတ်သက်ပြီးတော့ရန်ရှိလားလို့မြင်ဒီချိန်ဒီကာလမှာရန်ရှင်းရန်လင်းနေတာကိုတွေ့ရပါတယ်ခြေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စအကောင်းဘက်ကိုဥတီပြီးတော့အပြောင်းအလဲတွေဖြစ်တတ်ပါတယ်ဗျကျမကြီးနဲ့ပတ်သက်တဲ့ကိစ္စခြေတော်အောက်ပိုင်းနဲ့ပတ်သက်တဲ့ယောဂထိခိုက်တန်ရာလေးရတတ်တယ်တွေးထွက်တန်ရုံလေးတွေဖြစ်တယ်ဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံဒီတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့တတ္တဒီဝမနုဿန်နဲ့အောင်ပြီဆိုတနေ့ဥပတိ9ပတ်စိတ်ကမှာဖြစ်ပါ9ရက်ဇက်တိုက်စိတ်ကမှာဖြစ်ပါကံတရားအကောင်းဘက်ကိုဥတီရွေလျားနေတာ80ရာခိုင်နှုန်းရှိပါလက်လာဘာနဲ့ပတ်သက်တဲ့စိုးမိုးကဏ္ဍတွေကတော့2ကဏ္ဍ4ကဏ္ဍပဲဖြစ်ပါတယ်ဗျဉာဏ်ရှိတယ်လို့သုံးချပါဗျတပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အစိမ့်ရင်အောင်ပါတော့ဝတ်စားတွေကိုဝတ်ဆင်ခြင်းအဖြစ်ကိုဘက်ကနေကံတာစီရမယ်ကံခွန်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တစ်ဖက်လူကိုဘက်ပါမယ်တဲတော့ရတဲ့တခုကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့နံပြားထောဘက်တုတ်တစ်ချက်အမွေးတိုင်တစ်တိုင်ဖျောင်းတိုင်တစ်တိုင်ရဲစွာဖျောင်းကတ်လူပူဇော်လူရန်ပါဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကစားတာညံ့ခိုက်ပြီးပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျရောက်သားသမီးတွေအတွက်တပတ်စာတဲတော့ကကျွန်တော်ဖတ်ကြားပြဆိုပေးမှာဖြစ်ပါတယ်ရောက်သားသမီးဒီချိန်ဒီကာလမှာတော့မိမိတူတဲ့တက်ရောက်တဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့တစထိုးလောက်တာတွေလုံးဝရှောင်ကျင်တဲ့အချိန်ဖြစ်ပါလောက်ခဲ့မိပါဖြစ်လေအမှားတွေ့တတ်ပါတယ်ဗျဟောသားပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးမှာတော့စနေနံပစ္စည်းတွေဝင်လာတတ်ပါတယ်ဗျနာယီတို့ထီးတို့အထည်လိပ်တို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါမိတ်ဆွေပေါင်းတဲ့ကရလာဝပါတဲ့သူတွေကိုကောင်းချူပေးတတိထားပဲနေတဲ့နေရစစညနာမည်ပါတဲ့သူတွေတတိထားသာသမီနဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးရှိတယ်အောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စနာမည်ကုန်သတင်းချကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေ1မတ်တလအတွင်းဝယ်ပါဗျရန်တဲ့နောက်ချက်နဲ့ပတ်သက်ပြီးဒီချိန်ဒီကာလမှာရန်ရှင်းရန်လင်းနေတာကိုတွေ့ရပါတယ်ဗျခြေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စချစ်သူရည်သားတွေဆိုရင်တော့အချစ်နဲ့ကြုံရတတ်ပါတယ်အိမ်တော်ရှင်တွေကတော့ကိုဝင်ဆောင်ရခြင်းရှိပါတယ်ခလီးဝင်ခြင်းရှိတယ်ဝင်တော့ခလီးအကျိုးပေးတယ်ဗျဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပတိတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ဘဂဝါအောင်ပြီဆိုတနေ့ဥပတိ9ဘက်စိတ်ကမှာပဲဖြစ်ပါတယ်ဗျကံတရားအကောင်းဘက်ကိုရွေ့လျားနေတာ60ရာခိုင်နှုန်းရှိပါတယ်စိုးမိုးကဏ္ဍကတော့3ကဏ္ဍ1ကဏ္ဍပဲဖြစ်ပါတယ်ဗျလက်ကြီးကလာတော့အဖြူတွေအပြားတွေတွဲဆက်ထားတဲ့ကာလာတွေဝတ်ဆင်ပေးပါဗျဒါဆိုရင်တော့ကိုယ့်ဘက်ကနေကံတာစီရမယ်ကံခွန်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တစ်ဖက်လူကိုယ့်ဘက်ပါလာမှာပဲဖြစ်ပါတဲတော့ရတဲ့တခုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အိမ်နီးနားပတ်ဝန်းကျင်မှာရှိတဲ့ကလေးသူငယ်တွေချောကလက်လေးဒါနာပြုကျွေးမွေးလှူဒန်းပါဗျဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကံစားတာအညံ့ခိုက်တွေပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျဘုဒ္ဓဘုသားသမီးတွေအတွက်တပတ်စာတဲတော့ကကျွန်တော်ဖတ်ကြားပြဆိုပေးမှာဖြစ်ပါတယ်ဘုဒ္ဓဘုသားသမီးဒီချိန်ဒီကာလမှာတော့ပြက်ခနဲပြောင်းပြီးကွက်ခနဲကောင်းစီမဲ့အခြေအနေကောင်းခွင့်ကောင်းရောက်လို့နေပါတယ်ဗျစာချုပ်စာတမ်းတွေမှာလက်မှတ်ရေးထိုးစရာကိစ္စတွေပေါ်ဖို့ရှိတယ်ကောင်းတော့ထူးခြင်းဖြစ်ပါတယ်ဗျဟောစာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေတော့ဖုန်းကောင်းဖုန်းသက်ဖုန်းသစ်နောက်ဆုံးပေါ် iPhone 7D တွေဝင်လာတတ်တယ်ပရိကောကပစ္စည်းတွေဝင်လာတတ်တယ်မြေကွက်တွေလည်းပိုင်ဆိုင်ရတတ်တဲ့အချိန်ဖြစ်ပါတယ်အမွေနှစ်တွေလည်းရတတ်တဲ့အချိန်ဖြစ်ပါတယ်ဗျမိတ်ဆွေပေါင်းတဲ့ကရလာဝပါတဲ့သူတွေကိုကောင်းချိုးပေး
၎င်းတို့နဲ့ပူးတွဲပေါင်းဆက်တဲ့လုပ်တွေစင်ပြေပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်တတိထားမဲ့နေ့နဲ့ဒီတခါတည်းမှာလိုက်မယ်တာထတဒနာနာမည်ပါတဲ့သူတွေတတိထားမှာဖြစ်ပါသာသမီနဲ့ပတ်သက်တဲ့ကိစ္စလွတ်ထားလို့မရဘူးအောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စမျက်စိတောက်ထောက်ကြည့်နေဖို့လိုအပ်ပါကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေတပတ်ကျော်မှဝယ်ပါဗျရန်တဲ့နောက်ဆက်နဲ့ပတ်သက်ပြီးတော့ရခင်ကဖြစ်ခဲ့ဘူးတော့ပြဿနာအဟောင်းရှန်ဟောင်းနေကိုတဖန်ပြန်ပြီးတော့တိုက်ခိုက်တာမျိုးတွေကြုံရတဲ့အချိန်ဖြစ်ပါကျမကြီးနဲ့ပတ်သက်တဲ့ကိစ္စလက်တစ်ဖက်ထုံတာကျင်တာကြိုက်တာခဲတာတွေဖြစ်တတ်ပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စခွဲကွာတာဝေးကွာတာလို့သူ့မို့ခရီးလွန်နေတာလို့ကြုံရတဲ့အချိန်ဖြစ်ပါတန်တရားအကောင်းဘက်ကိုဥတီရွေ့လျားနေတာ80ရာခိုင်နှုန်းရှိဘုရားဘာသာကိုးကွယ်တဲ့သူတွေဒိတ်တံပြီးတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့သူကတော့အောင်ပြီဆိုပြီးတော့တနေ့ကိုပတိ6ပတ်စိတ်ကမှာပဲဖြစ်ပါတယ်၄ကနဲ့2ကနဲ့ကတော့စိုးမိုးကနဲ့ဖြစ်ပါတယ်ဉာဏ်ရှိတယ်လို့သုံးချတပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အပြာနုလိုအဖြူရောင်လိုပါသောဝတ်စားတွေကိုဝတ်ဆင်ပါဒါဆိုရင်တော့ကံတာစီးရမယ်ကံခွင်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တစ်ဖက်လူကိုပတ်ပါမယ်တဲရရတာတခုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့မိမိယုံကြည်တဲ့မဲတော်တပါးပါးကိုကိမုတ်နှစ်ချက်အမွှေးတိုင်းနှစ်တိုင်းဖျောင်းတိုင်းနှစ်တိုင်းကတ်လူပူဆိုလူတန်းပါဒါဆိုရင်တော့ကံစားတာအညံ့နေပျောက်ပြီးတော့ကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျဂျာတာပရိသတ်သမီးတွေတပတ်စာတဲတော့ကကြပါကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါတယ်ဂျာတာပရိသတ်သမီးတွေဒီချိန်ဒီကာလမှာတော့ကိုယ်တစုံတယောက်ကနေပြီးတော့တားဆီးတာနှောက်ယှက်တာဟန့်တားတာကိုယ့်ရဲ့လုပ်ပိုင်ခွင့်တွေကိုလုပ်ခွင့်မပေးတာတွေကြုံရတဲ့အချိန်ဖြစ်ပါတယ်သွားသတိလာသတိစားသတိတဲ့နေရာမှာဖြစ်ပါတယ်ဘုရားပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့တည်တည်ဖို့ဝဲတဲ့ဆိုထီးတို့ဖက်နဲ့တို့နာယူအထည်လိပ်တို့ဝင်လိမ့်ပဲကြီးကြီးမားမားတဲ့ဆိုဒေါ်လာတို့တိုက်ခန်းတို့တယ်လီဖုန်းတို့ဝင်ပါလိမ့်မယ်ဗျဒါတွေကတော့ကောင်းသောဝင်ခြင်းဖြစ်ပါတယ်ဗျမိတ်ဆွေပေါင်းတဲ့ကရလာဝပါတဲ့သူတွေကိုကောင်းကျိုးပေးတယ်၎င်းတို့နဲ့ပူးတွဲပေါင်းဆက်တဲ့လုပ်တွေစင်ပြေပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်တတိထားမဲ့နေ့နဲ့ဒီတခါတည်းမှားလိုက်မယ်အဲ့ဒါကစစညနာမည်ပါတဲ့သူတွေတတိထားရှောင်ကြရမှာဖြစ်ပါတယ်သာသမီနဲ့ပတ်သက်တဲ့ကိစ္စလွတ်ထားလို့မရပါဘူးအောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စတည်တည်ကြကြစောင့်ကြည့်နေဖို့လိုအပ်ပါတယ်ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေ17ရက်အတွင်းဝယ်ပါဗျရန်တဲ့နောက်ဆက်နဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ရန်ရှင်းရန်လင်းနေတာကိုတွေ့ရပါတယ်ခြေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့သုံးပွင့်ဆိုင်ဖြည့်ရှင်းစရာကိစ္စတွေပေါ်လာတဲ့ချိန်ဖြစ်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်တဲ့ကိစ္စဥကောင်းပိုင်းနဲ့ပတ်သက်တဲ့ယောဂမူခြင်းမော်ခြင်းနှလုံးအားနဲ့ခြင်းတွေဖြစ်တတ်ပါတယ်ဗျဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပြီးတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့လောကဝိတုအောင်ပြီဆိုပြီးတော့တနေ့ကိုပတိ၄ဘတ်စိတ်ကဖြစ်ပါကံတရားအကောင်းဘက်ကိုပြောင်းလဲနေတာ80ရာခိုင်နှုန်းရှိပါစိုးမိုးကနန်းကတော့9ကနန်း3ညာကနန်းဖြစ်တဲ့ဉာဏ်ရှိတယ်လို့သုံးပါတပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အပြာနုရောင်ပါသောဝိစာအဖြူရောင်ပါသောဝိစာတွေကိုများများဝတ်ဆင်ပါဒါဆိုရင်တော့ကံသာစည်းရမယ်ကံခွင်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တစ်ဖက်လူကိုပဲပါလာမှာပဲဖြစ်ပါတဲတော့ရတဲ့တကူညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ကွမ်ရင်မဲတော့ရီမှန်းပြီးတော့ကော်ဖီ2ခွက်ကိတ်မှု2ချက်အမွှေးတိုင်း2တိုင်းတွက်လူပူတော့လူတန်းပါဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကံစားတာညံ့ခိုက်ပြီးပြေပြောင်းပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစီမှာပဲဖြစ်ပါတယ်ဗျတောက်ကြသားသမီးတွေတပတ်စာတဲတော့ကကျွန်တော်ဖတ်ကြားပြဆိုပေးမှာဖြစ်ပါတောက်ကြသားသမီးကဒီချိန်ဒီကာလမှာတော့အခြေအနေကောင်းခွင့်ကောင်းရောက်လို့နေပါတယ်ဗျအစိုးရဝန်ထမ်းလုပ်တဲ့သူတွေယာလူကြီးတွေရမယ်နေရာကောင်းတွေရမယ်ဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့ထီဖနဲ့နာရီထဲလိပ်ဒေါ်လာတိုက်ကန်တယ်လီဖုန်းဒါတွေဝင်ဖို့ရှိပါတယ်မိတ်ဆွေပေါင်းတဲ့ကရှာလာဝပါတဲ့သူတွေကိုကောင်းချိုးပြီး၎င်းတို့ရဲ့ဘူးတွေပေါက်ဆက်တဲ့လူတွေစင်ပြေပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်
သတိထားမဲ့နေတဲ့နေရာစစညနာမည်ပါတဲ့သူတွေသတိထား၎င်းနေတဲ့နေရာကိုယ့်ဘုံမှာမကောင်းပြောဆိုခြင်းမကောင်းကြံစီခြင်းတွေပြုလုပ်ဆောင်ရွက်ပါလိမ့်မယ်။ဩဇာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေပြီးတဲ့အခါမှာတော့သားသမီးနဲ့ပတ်သက်တဲ့ကိစ္စကလေးငယ်တွေဆိုရင်လွတ်မထားပါနဲ့အစိတ်ရှိတဲ့တရဝါတွေကြိုက်တာခဲတာခံရတတ်တဲ့အောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စခွေးလိုက်ဆွဲတာတွေခံရတတ်တယ်ဗျ။ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေကတော့၃ဘတ်ကျော်မှဝယ်ပါဗျ။ရန်တဲ့နောက်ဆက်နဲ့ပတ်သက်ပြီးတဲ့အခါမှာတော့ကိုကရန်ရှိလာလို့မင်းတော့ကြီးကြီးမားမားမရှိပါဘူးဒီချိန်ဒီကာလမှာရှန်ရှင်းရန်လင်းနေပါတယ်ခြေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စအဟောင်းတွေကိုထားခဲ့ပြီးတော့တစ်တင်နဲ့80ရတတ်တဲ့ကိန်းကနန်းမျိုးရှောက်လို့နေပါတယ်ဗျကျမကြီးနဲ့ပတ်သက်တဲ့ကိစ္စအာယုံကြောအားနေနေတာကိုတွေ့ရပါတယ်ဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပတိတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့တတ္တဒီဝမနုဿန်နဲ့အောင်ပြီဆိုပြီးတနေ့ကိုပတိ9ပတ်9ရက်ဇက်တိုက်စိတ်ကမှာဖြစ်တယ်ကံတရားအကောင်းဘက်ကိုပြောင်းလဲနေတာ 100% ရှိပါတယ်။စိုးမိုးကနန်းကတော့6ကနန်း1ကနန်းပဲဖြစ်ပါတယ်။ဉာဏ်ရှိတယ်လို့သုံးချပါ။တပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အဖြူရောင်များများပါသောဝတ်စားတွေကိုဝတ်ဆင်ခြင်းအဖြစ်ကိုယ့်ဘက်ကနေကံတာစီးရမယ်ကံခွင့်လန်းကောင်းရမယ်။ကိုပြောတဲ့စကားတွေအောင်မယ်တစ်ဖက်လူကိုယ့်ဘက်ပါလာမှာပဲဖြစ်ပါတယ်။တဲတော့ရတာတခုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့စမှုသာ3ခုကျွေပကံများတဲ့ဟုတ်တယ်အမှုတိုင်း3နိုင်ဆိုင်ဖျောင်းတိုင်း3နိုင်ဆိုင်မြတ်စွာဘုရားကိုကတ်လူပူဇော်လှူဒန်းပါဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကံစားတာညံ့ခိုက်တည်ပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျစနေသားသမီးတွေအတွက်တပတ်စာတဲတော့ကကျွန်တော်ဖတ်ကြားပြဆိုပေးမှာဖြစ်ပါတယ်စနေသားသမီးကဒီချိန်ဒီကာလမှာ2ဦး2ယောက်ပူးတွဲပေါင်းဆက်ပြီးတော့စက်တူရှယ်ယာလုပ်ငန်းတွေအကောင့်ထဲပေါ်ရတဲ့အချိန်ဖြစ်ပါသို့မဟုတ်တောင်တန်းတွေရှိတဲ့နေရာတွေကိုခရီးသွားတတ်တဲ့အချိန်ဖြစ်ပါကောင်းသောခီးမြတ်သောခီးတွေဖြစ်ပါတယ်ဗျ။ဩဇာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့ဆက်ပစ္စည်းအစ်စ်ဝင်ပါလိမ့်မယ်။စိတ်နဲ့ပစ္စည်းအစ်စ်တွေဝင်လာပါလိမ့်မယ်။ကောင်းသောဝင်ခြင်းဖြစ်ပါတယ်ဗျ။မိတ်ဆွေပေါင်းတဲ့ကမတွေ့ဖြစ်တာကြာပြီဖြစ်တဲ့မိတ်ဆွေတွေတငယ်ချင်းတွေရွှေမျိုးညီကိုမောင်နှမတွေလည်းပြန်လဲစုံစည်းရတဲ့အချိန်ဖြစ်တယ်။ကာခကကငါနာမည်ပါတဲ့သူတွေကောင်းချိုးပေးတယ်။တတိထားမဲ့နေတဲ့နေရာအာအီဥအေဩအောင်လို့အေးလို့ဤလို့ပါတဲ့သူတွေတတိထားရှောင်ကြရမှာဖြစ်ပါတယ်။သာသမီနဲ့ပတ်သက်တဲ့ကိစ္စရက်ဝေးရောက်နေတဲ့သာသမီတွေနဲ့စာဆက်တွေလူအဆက်တွေငွေဆက်တွေပြတ်တောက်နေတာမျိုးတွေဖြစ်တတ်ပါ။အောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စထွက်သွားတဲ့အောက်လက်ငယ်သားတွေပြန်ရောက်လာတတ်ပါတယ်။ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေ9ရက်အတွင်းဝယ်ပါဗျ။ရန်နဲ့နောက်ဆက်နဲ့ပတ်သက်ပြီးတော့ရန်ရှိလာလို့မေးရင်တော့2ယောက်ရှိပါတယ်။ခြေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့အိမ်တော်ဘက်တွေကိုယ့်ရဲ့အနာကနေအဝေးတနေရာကိုထပ်သွားတတ်တဲ့ကိန်းကနန်းမျိုးရှောက်လို့နေပါလေဗျ။ကျမကြီးနဲ့ပတ်သက်တဲ့ကိစ္စအစာအိမ်ဦးလန်းကြောင်းနဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တတ်ပါတယ်ခံစားရတတ်ပါတယ်။ဝိဘတ်ပိုင်းနဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တတ်ပါတယ်။ဘုရားဘာသာကိုးကွယ်တဲ့သူတွေဒိဋ္ဌံပတိတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ဗုဒ္ဓအောင်ပြီဆိုပြီးတော့တနေ့ကိုပတိ8ပတ်စိတ်ကမှာဖြစ်ပါကိုယ့်ရဲ့ကံတရားအကောင်းဘက်ကိုပြောင်းလဲနေတာ 100% ရှိပါတယ်စိုးမိုးကနန်းကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့9ကနန်း10ကနန်းပဲဖြစ်ပါတယ်ဉာဏ်ရှိတယ်လို့အသုံးချပါဗျလက်ကြီးကလာတခုကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အဖြူရောင်စင်းလေးတွေအကွက်ကလေးတွေအပွင့်လေးတွေပါတဲ့ဝတ်စားတွေကိုဝတ်ဆင်ခြင်းအပြင်ကိုယ့်ဘက်ကနေကံတာစီရမယ်ကံခွင့်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တစ်ဖက်လူကိုယ့်ဘက်ပါလာမှာပဲဖြစ်ပါတယ်တဲရရတာတခုညွှန်ကြားပြဆိုရမယ်ဆိုလို့ရှိရင်တော့ကျွေပကံများတစ်ချက်တည်းကိုစပယ်ဂုံ3ဂုံထဲပါအမွှေးတိုင်း3နိုင်ဆိုင်ဖျောင်းတိုင်း3နိုင်ဆိုင်ပြီးတော့မြတ်စွာဘုရားကိုကတ်လူပူဇော်လှူဒန်းပါဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကန်စာတာညံ့ခိုက်ပြီးပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရှောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျလူကြီးမင်းတို့အနေနဲ့ဒီဗီဒီယိုပိုင်းလေးကိုဘယ်မြို့ဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြည်နယ်ဘယ်နိုင်ငံကနေကြည့်ရှုအားပေးနေတယ်ဆိုတာကိုလည်း comment ပေါက်မှာရေးပေးခဲ့ပါဦးဗျမေတ္တာပို့ဆုတောင်းပေးခြင်းလို့ပါဤနေ့ဤရဲ့ဤချိန်ကနေစပြီးတော့လူကြီးမင်းတို့အားလုံးကြွေးကြည်တိုက်ဆောက်ဝဝစာများများလှူပြီးတော့ပေါ်သုံးနိုင်ပါစေဗျာ
ကြီးပွားတိုးတက်အောင်မြင်ချမ်းသာပါစေစီးပွားသုံးစတိုးပါစေအသက်ရှူတိုင်းငွေဝင်ကျန်းပါစေလို့ကျွန်တော်ထိုက်အောင်လင်းလူချင်းမင်းတို့မိသားစုအားဒီနေရာကနေစူတောင်းမြတ်တာများလှိုက်လိုက်လဲလဲပို့တာလိုက်ရကြောင်းပါဗျာ